စ်တယ်အများကြီးချစ်တယ်သမီးကအမေကိုအရင်ပဲစိတ်ချမ်းသာတယ်သမီးကကြတော့မေကိုလှုပ်လဲလှုပ်ကြွေးတယ်ပြီးတော့မေကြီးပါလှုပ်လို့သမီးကိုလှုပ်ပေးတယ် ညီမလေးငယ်တော့TV ဆိုလည်းမကြည့်ရအောင်အဖေနဲ့လည်းဒါခွဲနေကြရတယ်ပေါ့နော်နောက်ပိုင်းကြမှဒါလည်းဒါမိသားစုတွေအကုန်လုံးတစ်စီးပြန်ဆုံပြီးမှဒါလည်းသူလိုမျိုးလဲစပေါက်ခဲ့တယ်ညီမဆိုတော့အဖေကလည်းအမေကလည်းဆင်းရဲတဲ့ခါကျတော့ကျူရှင်လည်းမထားနိုင်ဘူးလေဒါပေမဲ့အိမ်ကြီးအိမ်ကျဲတာကျတော့တည်ရဒါပေမဲ့ကိုမိသားစုရဲ့ဟိုအတွင်းနဲ့ကိစ္စနဲ့ပတ်သက်လို့ကျတော့မသိကြဘူးပေါ့နော်ကျတော့မေတို့တခုခုဆိုပြတ်မပူစားရဲဘူးပေါ့ညီမလေးတငယ်ချင်းတွေနဲ့ပေါင်းသင်းတဲ့အခါမှာသူများအကြောင်းကိုများနားထောင်ပေါ့နော်ကိုယ့်ရဲ့အကြောင်းကိုပဲသူများကိုမပြောပြနဲ့စကားများနားထောင်ပြီးလို့ရှိရင်သူများကိုလက်ညှိုးမထိုးမိကိုယ်တိုင်လက်မထောင်နိုင်အောင်ရင်ကြိုးစားပေါ့နော်အဲ့လိုမျိုးပြောပြပါတယ်ဟုတ်အမေကတော့တမီးဘွားမှာဟိုတံမိုးအရှိဆုံးမိဘပါပဲတမီးအဝေးတနေရာကသွားတဲ့အခါမှာဆိုလို့ရှိရင်တမီးတို့စိုးခဲ့တယ်ဆိုရင်အမေရင်ဝင်ရခိုးလုံစရာပဲပေါ့နော်အရှက်နဲ့တက်တင်းနဲ့ရင်းခဲ့ပေးတဲ့အမေကိုဝေးတနေရာတကယ်ရောက်တဲ့အခါကျတော့လေပို့ပြီးတော့အမေမြစ်တာကိုပို့ပြီးတော့ခံစားမိပါတယ်ဟုတ်ကဲ့မိရရှိရတခါလေးကျတော့ခံပြောမိရပေါ့နော်ခံပြောမိရဒါပေမဲ့အမေကပြောပြတယ်သမီးလေးနင်အခုလိုခံပြောရင်ချားနေရရောက်သွားတဲ့အခါကျလို့ရှိရင်သူများတကာတွေကသီးမခံအောင်ပေါ့နော်အများတွေကပို့ဆိုးလိမ့်မယ်အဲကြောင့်မို့စကားပြောဘူးနဲ့ပေါင်းနဲ့ညီမလေးတခါလေးပြောတတ်တယ်ပေါ့နော်အဲ့ဒါဆင်ချင်းပြောပါတယ်ဟုတ်တောင်းဝင်ပါတယ်ညီမသမီးဒီအမေကိုအများကြီးလဲစိတ်ချမ်းသာစေခြင်းနဲ့နောင်နှစ်ပေါင်းအများစွာအထိစိတ်ရောလူရောချမ်းသာစေခြင်းနဲ့အမေကိုဒီပိုမကအကျမ်းမာစေခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးမဆိုးခဲ့မိုက်ခဲ့တာကန်သုံးပါးနဲ့ပြစ်မှားခဲ့ရှိခဲ့ရှိတော့ခွလို့ပါလို့အမေကိုဒီနေရာနဲ့ပြောချင်ပါတယ်အမေကိုကာယကံဝေစီကံမနောကံနဲ့ပြစ်မှားခဲ့မိတယ်ရှိတော့ဒီများနေမှာခွလို့ပေးပါလို့တောင်းပန်ပါတယ်သမီးလေးတို့ဝေစီကံကာယကံအကုန်လုံးခွင့်လို့ပြီးသားပါလို့အမေကခွင့်လို့ပြီးသားပါဝေမယူသမီးလေးပညာတတ်ကြည်လည်းပြပါစေအောင်မြင်ကြော်ကြပါစေအမေများနေမှာအခုလိုကြောခွင့်ရတဲ့အတွက်ကြောင့်မလို့ KBZ လိုက်ကိုအများကြီးကျေးဇူးတင်ပါတယ်